ချစ်တုံးလေးအိမ်မက်ထဲမှာမမီအိမ်မက်တွေပြီးတယ်လူဘွားလာတာတာလနာအတွက်အကျိုးပြုရမယ်နော်တာလနာလုပ်လေးတွေလုပ်ရမယ်လောဘဒေါသမောဟတွေနဲ့ကင်းရှင်းရမယ်မိမိသမီးလေးတိကျစာရွယ်တွေကအရှင်ဘုရားတို့တည်မြဲတော်မူခဲ့တဲ့တစ္ဆာလေးပါးကိုကိုယ်ရဉာဏ်ဖြင့်တည်ယူလိကျအထောက်နိုင်ပြီးတော့မိမိကလည်းဘုရားတရားလေးတွေလမ်းကြောင်းဖွင့်ပေးမယ်နော်သမီးနော်မိမိသမီးလေးကိုဖုံးနဲ့ဝေးရထားမယ်လူတွေနဲ့ဝေးရကိုဖြစ်နိုင်ရင်လူတွေနဲ့အနိကလူတွေနဲ့အများပြားနဲ့ရှိတဲ့နေရာကိုမိမိသမီးလေးကိုဆက်ဖြတ်ပေးမယ်သမီးလေးတယောက်တည်းနေတတ်အောင်မိမိလိုမျိုးမိမိအခုရှိရင်ဒီအသက်40 39 40မိမိတငယ်ချင်းမထားဘူးမိတ်ဆွေမထားဘူးမိမိဘဝကိုတယောက်တည်းနေပြီးတော့ဖရာတရားလေးတွေရွတ်တယ်တယောက်တည်းနေရတာပြိုခဲ့တယ်နော်မိမိလိုမျိုးပဲတမီးလေးလည်းဒီလိုမျိုးတည်တည်ငြိမ်ငြိမ်လေးနဲ့ဖရာတရားလေးလို့လောဘဒေါသမောဟတွေနဲ့ကင်းရှင်းပြီးတော့တဏိတာဖရာတရားလေးတွေနဲ့ကြောဖြစ်ဒါနသီလဘာဝနာလေးနဲ့ကြောဖြစ်ပါစေတမီးလေးမိသမီးလေးကိုမိမိဆူတောင်းပေးတယ်နော်ညာညာလေးမိမိသမီးလေးအတွက်ဖရာလေးပို့ရှင်ခိုးပေးတယ်မိမိသမီးလေးကိုလည်းအမြပေးဝေတယ်မိမိလည်းဘဝကူကောင်းဖို့သမီးလေးလည်းဘဝကူကောင်းဖို့ယခုဘဝမှာလူဖြစ်ရကြနတ်အောင်နောက်ဘဝကောင်းစားဖို့အတွက်ဘဝကူကောင်းဖို့အတွက်မိမိသမီးလေးကိုဖရာလမ်းကြောင်းလေးတွေဆုံးမပေးမယ်နော်မိမိတနေ့ဒီပြုခဏဒါနသီလဘာဝနာကောင်းမှုကုသိုလ်လေးကိုလည်းမိမိသမီးလေးကိုအမြပေးဝေတယ်သမီးရဲ့ဒီလားမိမိသမီးလေးအိမ်မက်ပေးတယ်မိမိလူကြီးတယောက်ကမိမိကိုပြောတယ်အိမ်မက်ပေးတယ်နေမှာကိုဝေရပြီနော်တဲ့အင်းညာအိမ်မက်မှတ်တာမိမိရဲ့မွေးနေ့ပဲတောက်ကြနေစနေနေ့ကျတော့မိမိလုံးဆက်လုပ်သေးတယ်တနေ့ကမိမိစစ်ကြည့်လိုက်တော့မိမိတကယ်ရတယ်မိမိလို့ရှင်ခဲ့တာတရားရခိုင်လုံးခလေးမရတော့ဘူးလို့မိမိစိတ်ဆင်းရဲခဲ့ရတယ်ဘာလို့လဲတလားရာဒီရတယ်မမှန်တော့ဘူးလေနော်တက်ကြီးပြီး40ဆိုတော့တနေ့မိဘလို့ရှိပြီလာစင်မလာတာမမှန်ဘူးနေပဲတရားရခိုင်လုံးကကြတော့ခလေးယူရှင်နာရရှင်နာယူမတက်ပဲစိတ်တော့ကရောက်ခဲ့ရတယ်ခုတော့မိမိပြောပြီးသမီးရဲ့မိမိနာမသမီးလေးရှိပြီ